ခင်ဖောင်းကြီးစီနိဗ္ဗာန်ခရီးသို့လက်တွဲကိုလိုက်ကြမလားနော်နိဗ္ဗာန်ခရီးသို့ပြောပြောကြီးနေခင်ဖောင်းကြီးစီလူတကာလူမလက်တွဲကိုလိုက်ကြမလားနော်လူဘုံနဲ့ဘုံပြမဘုံစုံအောင်ရောက်တယ်နော်ဟောဒီအလူမလူစုလို့ကောင်းမှုတွေနဲ့အတူသွားကြမယ်နော်ခီးတို့ပျော်ပျော်ကြီးမဲ့ခင်ကောင်းကြီးစီအလူတကာလူမှလက်တွဲကိုလိုက်ကြမလားနော်လူဘုံနဲ့ဘုံပြမဘုံစုံအောင်ရောက်တယ်နော်ဟောဒီအလူမလူစုလို့ကောင်းမှုတွေနဲ့အတူသွားကြမယ်နော်ဆိုင်လံပြောတတ်တော်ညံလို့အလူတကာအလူမပြိတ္တများနဲ့တူရှင်ပြောစိတ်တူကိုယ်လူတရားဖြူကြည်ပြူစွာနဲ့နော်ရုပ်လက်မျက်မရွေးပါမှမတွေးဘူးလူတကာလူမအကုန်ခေါ်တဏှာခီးမှထွက်လာပြီနော်နိဗ္ဗာန်ခီးလို့နော်ဟောဒီအလူမလူစုလို့ကောင်းမှုတွေနဲ့အတူသွားကြမယ်နော်ခီးတို့ပျော်ပျော်ကြီးမဲ့ခင်ဖောင်းကြီးစီအလူတကာလူမှလက်တွဲကိုလိုက်ကြမလားနော်လူဘုံနဲ့ဘုံပြမဘုံစုံအောင်ရောက်တယ်နော်ဟောဒီအလူမလူစုလို့ကောင်းမှုတွေနဲ့အတူသွားကြမယ်နော်ပြောတတ်တော်ညံလို့အလူတကာအလူမပြိတ္တများနဲ့တူရှင်ပြောစိတ်တူကိုယ်လူတရားဖြူကြည်ပြူစွာနဲ့နော်ရုပ်လက်မျက်မရွေးပါမှမတွေးဘူးလူတကာလူမအကုန်ခေါ်တဏှာခီးမှထွက်လာပြီနော်နိဗ္ဗာန်ခီးလို့နော်ဟောဒီအလူမလူစုလို့ကောင်းမှုတွေနဲ့အတူသွားကြမယ်နော်
ချိန်ပါတော့နေ့တိုင်အောင်တို့အခမ်းမဲ့နေ့နှလုံးသားမှာပီတိများနဲ့မင်္ဂလာရှိသောနေ့
ချိန်တဲ့စီရသနာလူမကြီးအလူတော်မနောင်ပြောရကောင်းလာလို့ချိန်တဲ့စီရသနာဒီလိုလို့ကြကြဝဲဝလို့သာကူညီပေးမှာစိတ်ထားမုံမြတ်လာတဲ့တို့အလူတော်မအလူမကြီးပြောရကောင်းလိုက်တာအလူတကာကြီးအလူတော်မနောပြောစရာကောင်းလာလို့ချိန်နေစီရလားလူတကာကြီးရဲ့အလူတော်မနောပြောစရာကောင်းလာလို့ချိန်နေစီရလားတရားလုံးအောင်ကြကြဝိုင်းဝန်းလို့သာကူညီပေးမှာစိတ်ထားမုံမြတ်လာတဲ့တို့လူတော်မလူတကာကြီးပြောစရာကောင်းလိုက်တာချိန်တဲ့စီရသနာလူတကာကြီးရဲ့အလူတော်မနောပြောစရာကောင်းလာလို့ချိန်တဲ့စီရသနာဒီလိုကြကြဝဲဝလို့သာကူညီပေးမှာစိတ်ထားမုံမြတ်လာတဲ့တို့လူတော်မှာအလူမကြီးပြောရကောင်းလိုက်တာပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်တဲ့ညစုတို့ပဲဝိုင်းနေမင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမို့ပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူ
ခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူဘူးနေပါဤမလို့ပြောစီတာတညာညာမစေဒါနာဘွေစင်ွယ်လို့ကိုတော့ယူအမခန့်လောက်ပြထူတဲ့လူ ပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလုံးဝမြောက်ဆုံးချိန်တဲ့ညစုဒုဗန်ဝိုင်းနဲ့မင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမှုပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူ တကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေပိမလာပြင်စထားတဲ့ဒီလူအောင်စီရန်အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူစီကတိုင်မြိတ်လို့ရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရင်းနှီးရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူဘူးနေပါဤမလို့ပြောစီတာတညာညာမစေဒါနာဘွေစင်ွယ်လို့ကိုတော့ယူအမခန့်လောက်ပြထူတဲ့လူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေပိမလာပြင်စထားတဲ့ဒီလူအောင်စီရန်အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူ စလီမောင်နှံနှပြအလူကြီးတွေတလူပြီးတလူခက်ခါလူနေလိုက်တာအော်လောက်တဲ့သူ
ရနာဘယ်ဘက်ကတဆုပ်ကျဲညာတလဲဝင်လို့သာစီဝါရေးတွေဒီရေလားရိပ်ရိပ်တက်လားအလူပေးတတိဖြစ်မယ်များဒါနာတော်ဘောကချမ်းသာခြင်းကိုပေးတဲ့များသူတို့စနီးမောင်နှံအလူကအကျိုးပေးလို့ထိထပ်ဖို့ပြီးချမ်းသာအောင်မှာစနီးမောင်နှံနှပြအလူကြီးတွေတလူပြီးတလူထက်ခါလူနေလိုက်တာအော်လောက်တဲ့သူတို့စေတနာဘယ်ဘက်ကတဆုပ်ကျဲညာတလဲဝင်လို့သာစီဝါရေးတွေဒီလားတရိပ်ရိပ်တက်လားအလူပေးတတိဖြစ်မယ်ဗျာဒါနာတော်ဘောကချမ်းသာခြင်းကိုပေးတဲ့ဗျာသူတို့စနီးမောင်ကအလူကအကျိုးပေးလို့တိတက်ဖို့ပြီးချမ်းသာအောင်မှာယရနာရှိရာယရနာစုတဲ့ဒီကေဟာပရိရာပင်ပေါက်တော်မှာယရနာစိတ်ကြောင့်စေတောင်းတန်းကစားလို့ဒီချမ်းပေါ်ပြီးချမ်းသာအောင်ပါယရနာရှိရာယရနာစုတဲ့ဒီကေဟာပရိရာပင်ပေါက်တော်မှာယရနာစိတ်ကြောင့်စေတောင်းတန်းကစားလို့ဒီချမ်းပေါ်ပြီးချမ်းသာစေရနာဒါနာအကျိုးကြောင့်ယရနာမူကြီးရွာဤစေရနာဒါနာအကျိုးကြောင့်ရွှေမုံဝေမုံရွာဤစေရနာဒါနာအကျိုးကြောင့်ယရနာမူကြီးရွာဤ
ဤစေတနာဒါနာကျိုးကြောင့်ရွှေမိုးဝေမိုးရွာ ဇောတိကစတိလာကာကောနာမင်းတကားတို့ထဲချမ်းသာအောင်မှာပို့ပြီးချမ်းသာအောင်မှာ တိုင်းသူစုတောင်းလိုက်မေရှင် ပိုင်သူကုန်ပြုလိုက်မယ်ဗျာ ယနေ့မှစ၍ဒီလိုကအလုံးမဒီချက်ပို့ပြီးချမ်းသာအောင်မှာ ယရနာရှိရယရနာစုတဲ့ဒီအင်္ဂေဟာပရိသာဝေပေါက်တော်မှာ ယေရနာစိတ်ကြောင့်စေတောင်းတကစားလို့ဒီချက်ပို့ပြီးချမ်းသာအောင်မှာ ယရနာရှိရယရနာစုတဲ့ဒီအင်္ဂေဟာပရိသာဝေပေါက်တော်မှာ ယေရနာစိတ်ကြောင့်စေတောင်းတကစားလို့ဒီချက်ပို့ပြီးချမ်းသာအောင်မှာ ဒီစေတနာနာနာအကျိုးကြောင့်ယရနာမိုးကြီးရွာ ဤစေရနာဒါနာကျိုးကြောင့်ရွှေမိုးဝေမိုးရွာ ဒီစေတနာနာနာအကျိုးကြောင့်ယရနာမိုးကြီးရွာ ဤစေရနာဒါနာကျိုးကြောင့်ရွှေမိုးဝေမိုးရွာ ဇောတိကစတိလာကာကောနာမင်းတကားတို့ထဲချမ်းသာအောင်မှာပို့ပြီးချမ်းသာအောင်မှာ တိုင်းသူစုတောင်းလိုက်မေရှင် ပိုင်သူကုန်ပြုလိုက်မယ်ဗျာ ယနေ့မှစ၍ဒီလူတကာအလုံးမဒီချက်ပို့ပြီးချမ်းသာအောင်မှာ ယနေ့မှစ၍ဒီလူကအလိုမဒီထက်ပိုပြီးချမ်းသာအောင်မှာယနေ့မှစ၍ဒီလူကအလိုမဒီထက်ပိုပြီးချမ်းသာအောင်မှာ ပရိသတ်ကြီးနဲ့ကြလို့ပြောရတော့ မိတ်ဆွေပေါင်းသိလူကြီးလူငယ်တွေတော့အားပေးကခုပြေးကြလို့ပြောတယ်နော် ရှင်လောင်းလေးမှာကိုနောက်ကရုပ်သမီးများကလာမစီကလာလို့ပြောရတော့ မိတ်ဆွေပေါင်းသိလူကြီးလူငယ်တွေတော့အားပေးကခုပြေးကြလို့ပြောတယ်နော် ရှင်လောင်းလေးမှာကိုနောက်ကရုပ်သမီးများကလာမစီကလာလို့ပြောရတော့ မတ်တဲ့တွင်မှလည်းပေးရလို့ပြောတယ်နော် နိဗ္ဗာန်များဖို့စေတနာတွေတို့လို့အလူကြီးဖြစ်လို့ပြောရတော့ ဒါနပါရမီရေသသူကြကအလူပေးရလို့ပြောတယ်နော် နိဗ္ဗာန်များဖို့စေတနာတွေတို့လို့အလူကြီးဖြစ်လို့ပြောရတော့ ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောရတော့ပြောရတော့အလူကြီးဖြစ်လို့သိကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောရတော့ပြောရတော့အလူကြီးဖြစ်လို့သိကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောရတော့ပြောရတော့အလူကြီးဖြစ်လို့သိကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောရတော့ပြောရတော့အလူကြီးဖြစ်လို့သိကိုပြော ယနေ့ရဝေးပြိတ်တဲ့ပေါင်းကိုအလူပေးရလို့ပြောတယ်နော် အကျွေးမွေးကလည်းပြီးပြီလို့လာသမျှပြိတ္တကြီးနဲ့ကြလို့ပြောရတော့ ယနေ့ရဝေးပြိတ်တဲ့ပေါင်းကိုအလူပေးရလို့ပြောတယ်နော် အကျွေးမွေးကလည်းပြီးပြီလို့လာသမျှပြိတ္တကြီးနဲ့ကြလို့ပြော
ငယ်တွေတော့အားပေးကခုပြေးကြလို့ပြောတယ်နော် ရှင်လောင်းလေးမှာကိုနောက်ကရုပ်သမီးများကနောက်မှစီကားလာလို့ပြောတယ်နော် မိတ်ဆွေပေါင်းတင်လူကြီးလူငယ်တွေတော့အားပေးကခုပြေးကြလို့ပြောတယ်နော်ပြောတယ်နော် နိဗ္ဗာန်ရောက်ဖို့စေတနာတွေကိုလည်းအလူကြီးဖြစ်လို့ပြောတယ်နော် ဒါနပါရမီရေသနာ့ချာကအလူပေးရလို့ပြောတယ်နော် နိဗ္ဗာန်ရောက်ဖို့စေတနာတွေကိုလည်းအလူကြီးဖြစ်လို့ပြောတယ်နော် ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့သိကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော် လူမိုက်တော်ဝင်းစင်တို့ရဲ့အလူတော်ကြီးကအင်မတန်ကောင်းမြတ်ပါတယ်လို့မန္တလေးပိုင်းရင်တစ်ပွဲသားလို့ကိုသာပြောကြလိုပါတယ် အဝိုင်းဆရာဒီပြရအောင်ကွာ ဟုတ်ကဲ့ တို့ကလုံးမအစီအစဉ်လေးအများကြီးချန်လေးတွေ အများကြီးပါ ကျွန်တော်တို့ကအခုနဲ့ပြည်သူတိုက်ကမှတော်ဝင်စင်တို့သားလေးသမီးလေးတွေမှတ်တမ်းတွေလူလိုက်ညတော့မှပျော်ရွှင်နေတဲ့မှတ်တမ်းလေးတစ်ဝက်ပဲပါလို့နောက်ထပ်ပြန်ပြီးတော့ပါအောင်အလို့မလေးပြန်ရိုက်ပေးတာနော် ပြောရနော်ပြောရနော်အလိုဝင်နေတော့သိပြောင်းသူ့တခွေးမှာခုနိုင်နေပြီလို့ပြောတဲ့သူမရှိဘူးနော်တားလေးလို့အဝါရဲ့တင်ကစီရချီလို့ပြောကိုယ်ကကန်းတော့စဉ်းစားလို့တော့ဘာကြောင့်ဝါတာလူရလို့ပြောစိတ်ထဲမှာပြော ပြောတယ်နော် စိတ်ထဲမှာပြော ပြောတယ်နော် ကြောင့်စီတတော်ကြီးကကြာအောင်လုပ်မယ်နော်မန္တလေးကပိုင်ရှင်ဆိုင်လေအလူကြီးပဲလို့ပြော မန္တလေးပိုင်ရှင်ဆိုင်နဲ့အလူကြီးပဲလို့ပြောတယ်လို့ အလူတကာလုံးမလေးမန္တလေးကပိုင်ရှင်ဆိုင်နဲ့အလူကြီးပဲလို့ပြောတယ်လို့ ပြောသလားအလူမလေး ပြောတော့ပါအလူတကာလေးရေ ပြောသလားအလူမလေးတော်ဝင်းစီလေ ပြောတော့ပါအလူတကာလေးကိုနဲ့တွေ့ချွေ ကိုနိုင်လေးတွေ့အလူကပကာဒနာမပါဘူးနော် တော့ဝစ်စလေးအလူကကြောင်ကြောင်ကြောင်လို့ပြော ကိုနိုင်လေးတွေ့အလူကပကာဒနာမပါဘူးနော် တော့ဝစ်စလေးအလူကကြောင်ကြောင်ကြောင်လို့ပြော အလားစားချွေတာဘုရားနာလေ အဝါသာကျွေးတဲ့အလူမကြောင် အလားစားချွေတာဘုရားနာလေ အဝါသာကျွေးတဲ့အလူမကြောင်တနာတမလို့အလူကိုရကြောင်မစမမစ
မိတ်ဆွေပေါင်းတင်ရောင်းရင်တွေလေကျွေးမွေးအခမ်းလူရန်နေပါလေ ဒီမှာနိဗ္ဗာန်တပစ္စယောဟောတုပါဗျာဟုတ်လားကြောက်ကြတငယ်ချင်းတို့ဇနီးမောင်နှံစေရနာပြည့်တဲ့စားသူလာရင်ကျွေးတဲ့တောင်းသူလာရင်ပြီးမယ်ငုံမြလာတဲ့စေရနာရဲ့တန်ရှင်းလာတဲ့စေရနာရဲ့ငုံမြလာတဲ့စေရနာရဲ့တန်ရှင်းလာတဲ့စေရနာရဲ့တွေ့သူမြင်သူတိုင်းဝမ်းမြောက်ဝမ်းသာသာယူခေါ်နေတဲ့ချီနူးမိတဲ့တငယ်ချင်းတို့ရဲ့ရှင်နဲ့ချီနူး